ဒီနေ့တော့မြန်မာတို့အကြိုက်တကယ်ကိုထမင်းမိန်စီမဲ့ဟင်းလျာလေးတွေနဲ့မိတ်ဆက်ပေးပြရစီရှင်အရင်ဆုံးဒါကတော့ထမင်းဝိုင်းတိုင်းမှာမရှိမဖြစ်တဲ့ခရမ်းကစော်သီးနဲ့အပိရေပါပြီးအိုးတွေကိုအစိမ်းရောင်ခရမ်းကစော်သီးလုံးလေးတွေပြစ်ထည့်ထားပြီးတော့ရုပ်သီးအဖက်လေးတွေနဲ့အမြာရင်ညှစ်လိုက်ရင်ကဲကိုဆက်ဆက်လေးနဲ့ရှားပေါ်မှာအရသာတွေးစီမှာပါခရမ်းကစော်သီးလေးတွေကိုကိုက်လိုက်ရင်ဖောက်ခနဲ့ချွတ်ချွတ်ချင်းချင်းအရသာကအပိရေနဲ့ဂွင်းဆက်မိနေတာပဲနောက်တစ်ခုကတော့ငါးချင်မောင်ဟင်းမှာချင်မောင်ရွက်ရဲ့အချင်းအရသာနဲ့ငါးရဲ့အချိုဓာတ်ပေါင်းဆက်ထားတဲ့မြမဟင်းစစ်စစ်ပါဒီအနစ်ကလေးကလည်းပြစ်ပြစ်လေးနဲ့စီပြက်နေတာပြီးတော့မယုတ်သီးစိမ့်လေးတွေလည်းပါသေးတယ်ဒီဟင်းနဲ့ပဲထမင်းတပွဲကုန်နိုင်ပါတယ်ဒါကတော့ငပိရင်နဲ့တူစားဖို့တို့စီရအစုံပါကစွန်းရွက်ပြုတ်တခွားတီပြီးတော့ညှစ်မြန်မာတို့အကြိုက်ပေါ့နော်အကုန်လုံးကလက်လက်ဆက်ဆက်ပါပဲပြီးရင်လည်းတူစားလိုက်ရင်တော့စားလို့မဝနိုင်အောင်ပါပဲဒီဟင်းတွေအားလုံးကိုထမင်းပူပူလေးနဲ့ပေါင်းဆက်လိုက်တကယ်ကိုတန်မိုးရှိပါတယ်ရှင်ရတာရှိတဲ့မြန်မာဟင်းလျာတွေကိုခန်းစားကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ပြန်ဆောင်ချင်ပါတယ်နော်ပြန်ဆောင်လို့ရအောင်အကောင့်လေးကို follow လုပ်ထားပေးပါဦးရှင်